1389ခုနှစ်နောက်တကူလာဆန်း3ရက်20ရက်3လ2026တောက်ကြနေကိုဝင်းနေရက်မြက်ပြည်တတ်မှတ်ကနှစ်ဖက်သောဖိုးဖိုးဖွားဖွားများဖြစ်ကြသောဖိုးဖိုးဥယျင်ကြီးဖွားဖွားတော်နယ်ဖိုးဖိုးဥစန်းငွေဖွားဖွားဒေါ်ဆဲယူနိုင်တို့မြေရတနာလေးချစ်ပေပေမောင်ကိုကိုမင်းချစ်မေမေမတ်စန္ဒာလင်းတို့သမီးဦးရတနာလေးဖြစ်သောမိမိလေးမတ်သစင်ဖူးရက်တရာပြည့်ဝင်းနေအလူမင်္ဂလာပွဲလေးပဲဖြစ်ပါတယ်ခင်ဗျာဘယ်ကဘာငယ်လေးချီရတဲ့ဖြစ်သမီးလေးဟာဒီကဘာမြေမှာလိုချင်ရပြောလိုက်စမ်းမသမီးတွေ့ဆိုရင်အဖေချွေးနေဖန်တီးပြီးမှာပါဘယ်ကဘာငယ်လေးချီရတဲ့ဖြစ်သမီးလေးဟာဒီကဘာမြေမှာလိုချင်ရပြောလိုက်စမ်းမသမီးတွေ့ဆိုရင်အဖေချွေးနေဖန်တီးပြီးမှာပါဘယ်ခေါ်မညူညင်ခဲ့ပါသမီးလေးပေါ်ထားတဲ့မြေတာဖေးရတွေခေါ်လိုက်တိုင်းမသမီးလေးတွေပဲမြေကျူစားနေမှာကဘာမြေလောကကြီးမှာအဖေတွေ့ဆိုရင်ဖျော်ပြီးရစူလက်ဟာသမီးပါတီတော်တော်သမီးလေးရဲ့စူတကားတိုင်းမှာဖေးရတွေချိုတလုံးလို့ဆဲတဲ့လောက်ချင်မလို့တာအထုံးမပန်းထလာတဲ့သမီးလေးရဲ့အပြုံးလေးဟာအဖေရဲ့ကဘာငယ်လေးအဖေရဲ့မူပိုင်လေးရှစ်တဲ့အဖေသမီးလေးရဲ့ဖေဖေကောင်းကြီးကဘာမလေးလက်မဲကျဲကလေးဟာသမီးပါHappy birthday ပါသမီးလေးမတ်သစင်ဖူးရင်သမီးလေးရဲ့ရက်တရာပြည့်ဝင်းနေမှာစာရင်ဘွားတစ်လျှောက်လုံးအပူပင်ကင်းတောကကင်းစွာနဲ့ပျော်ရွှင်ချမ်းမြေ့စွာရှောက်လန်းနိုင်ပါစေဘဘဖွားဖွားဖေဖေမေမေတို့နဲ့ဥမကွဲတတ်မဲ့ပြမတောက်မတမကြောက်မကြပဲလူတိုင်းတာရရတက်ရှိကြမ်းမှာစိတ်ချမ်းသာလို့မိဘအပေါ်ကိုလည်းသိတဲ့နားလေတယ်သမီးကောင်းယတနာလေးဖြစ်ပါစေကျိုးကျုံထမြတ်သောပညာတကြီးလည်းဖြစ်ပါစေလို့ကိုချစ်ကိုဦးစီးတည်ထောင်လာသောတန်စင်ဟိန်းဘောက်ဆက်အဖွဲ့တော်တမန်ပါဆုတောင်းမြတ်တာပို့တာလက်ရပါလေခင်ဗျာဘယ်ကဘာငယ်လေးချီရတဲ့ဖြစ်သမီးလေးဟာဒီကဘာမြေမှာလိုချင်ရပြောလိုက်စမ်းမသမီးတွေ့ဆိုရင်အဖေချွေးနေဖန်တီးပြီးမှာပါဘယ်ခေါ်မညူညင်ခဲ့ပါသမီးလေးပေါ်ထားတဲ့မြေတာဖေးတွေခေါ်လိုက်တိုင်းမသမီးလေးတွေပဲမြေကျူစားနေမှာကဘာမြေလောကကြီးမှာအဖေတွေ့ဆိုရင်ဖျော်ပြီးရစူလက်ဟာသမီးပါတီတော်တော်သမီးလေးရဲ့စူတကားတိုင်းမှာဖေးရတွေချိုတလုံးလို့ဆဲတဲ့လောက်ချင်မလို့တာအထုံးမပန်းထလာတဲ့သမီးလေးရဲ့အပြုံးလေးဟာအဖေရဲ့ကဘာငယ်လေးအဖေရဲ့မူပိုင်လေးရှစ်တဲ့အဖေသမီးလေးရဲ့ဖေဖေကောင်းကြီးကဘာမလေးလက်မဲကျဲကလေးဟာသမီးပါ